Rocket ဆိုတဲ့ကောင်လေးကြောက်သူကကြောင်းပိတ်ရပြီးအိမ်ကိုဖျန်လာနေတာပါသူ့ကိုလိုက်ပို့ပေးတာတော့သူ့အိမ်ဖော်မလေးပါအိမ်ရောက်တာနဲ့ Rocket ဟာသူ့အိမ်ဖော်မလေးကိုမြင်ရတဲ့အတွက်ပျော်ရွှင်လွန်းလို့ယူမတတ်ဖြစ်နေကြတာပေါ့အိမ်ထဲရောက်တော့သူကသူ့အမေနဲ့တွေ့တယ်အမေကသတိထားမိတာ Rocket ရဲ့တင်ပါးတွေဆိုးဆွနေတာကိုပါတကယ်တော့ Rocket ဟာသူ့အိမ်ဖော်မလေးကိုကြည့်ရင်တင်ပါးဆိုသွားခဲ့တာကိုသူ့အမေကမြင်လိုက်တာပါအတွင်းထဲရောက်တော့သူကသူ့အမနဲ့တွေ့တယ်ပြီးတာနဲ့သူ့အမကသူ့ကိုအိမ်ပတ်ပတ်လဲလိုက်လံပြတာပေးတယ်ပြီးတော့သူကတိုးအုပ်ထဲထွက်သွားပြီးသူ့ရဲ့ချစ်ရသူအိမ်ဖော်မလေးဒူရိုနီနဲ့ထပ်တွေ့ပြန်တယ်ဒါပေမဲ့သူ့အိမ်ဖော်မလေးမှာရုတ်တရက်အရေးပေါ်ကိစ္စပေါ်လာတော့သူကထပ်ပြီးတယ်ပြေးရင်းနဲ့ချော်လဲကျသွားတယ်အဲ့ဒီအခါမှာတိုးအုပ်ထဲကနေတခြားတယောက်ရဲ့အတန်မှာထွက်လာတာကိုသူသတိထားမိလိုက်တယ်အတန်လာရကိုချောင်းကြည့်လိုက်တော့သူ့အိမ်ဖော်မလေးကတခြားလူတယောက်နဲ့ပျော်ပါနေတာကိုတွေ့လိုက်ရတယ်ဒီမြင်ကွင်းကိုမြင်ပြီးတာနဲ့ Rocket ဟာချက်ချင်းအိမ်ပြန်လာပါတော့တယ်သူ့အခန်းထဲမှာရှိနေတော့အဲ့ဒီလိုအတန်မျိုးကိုထပ်ကြားရပြန်တယ်တကားဝကနေချောင်းကြည့်လိုက်တော့သူ့အိမ်ဖော်မလေးကအခန်းထဲကနေတဝက်လောက်ထွက်လာပြီးတယောက်ယောက်ကသူမနဲ့ချစ်တင်းတော့ရင်းနှီးနေတာကိုမြင်လိုက်ရတယ်သူကသူ့အမနဲ့အိတ်ဖို့လွတ်နေတော့သူ့အမကပြောပြလိုက်ကသူတို့အိမ်မှာနေတဲ့အတော်ကခုထိအပြိုစင်ဘွားမပြတ်သေးဘူးတဲ့နောက်တနေ့မနက်မှာတော့အမကသူ့ကိုတောအုပ်ထဲလမ်းလျှောက်ဖို့ထပ်ခေါ်သွားတယ်အဲ့ဒီမှာ Rocket ဟာသူ့အိမ်ဖော်မလေးနဲ့ရေချိုးလေးရှိတဲ့နေရာကိုတတိထားမိတယ်ပြီးတာနဲ့သူ့အိမ်ဖော်မလေး၃ယောက်စလုံးတယောက်ပြီးတယောက်ရောက်လာကြတယ်အဲ့ဒီအိမ်ဖော်မလေး၃ယောက်ကိုမြင်ပြီးနောက်အစေခံတွေကထူးဆန်းတဲ့အမူအရာတွေပြသလာကြတယ်Rocket ကအိမ်ဖော်မလေးတွေကိုပိုနီးကပ်စွာကြည့်ဖို့ကြိုးစားပြီးမဲ့အစေခံတယောက်ကသူ့ကိုမြင်သွားပြီးချက်ချင်းထွက်သွားဖို့ပြောတယ်ပြီးတာနဲ့သူကသူ့အမနဲ့တွေ့ပြီးအမကဘယ်တွေသွားနေရလဲလို့မေးတယ်သူ့အမကသူ့ကိုဖျားเจ้าတစ်ခုကိုခေါ်သွားပြီးအဲ့ဒီကနေဖျားเจ้าခေါင်မိုးပေါ်ကိုခေါ်သွားတယ်သူတို့နှစ်ဦးစလုံးက Rocket ရဲ့အတော်ကိုမြင်ရပြီးအတော်ကဖုံးတော်ကြီးကို Rocket သူတို့အိမ်ကိုရောက်လာတဲ့အချိန်ကစပြီးသူ့ကိုချစ်မိသွားပြီးညတိုင်းသူနဲ့အတူတူနေချင်တယ်လို့ပြောနေတာကိုကြားလိုက်ရတယ်Rocket ဒါကိုထိလိုက်ရတော့လုံးဝကိုအံ့အားတင်ပြီးထိတ်လန့်သွားတယ်သူ့အတော်ကိုပိုပြီးတေချာအောင်ကြည့်ကိုစူးစမ်းရင်းချော်လဲကျသွားပြီးဖုံးတော်ကြီးနားမှာစောင့်မိုးမျောဖြစ်နေပါတော့တယ်ဖုံးတော်ကြီးကသူ့ကိုဖမ်းလိုက်ပြီးသူ့အမေကိုတိုင်လိုက်တယ်အမေကဘလို့အပြစ်တင်းတယ်လဲမေးတော့ဖုံးတော်ကြီးကသူ့ကိုနောက်ကျော်ကနေအချိန်တရာရိုက်နတ်ဖို့အမိန့်ပေးခဲ့တယ်ဒီမြင်ကွင်းကိုသူ့အိမ်ဖော်မလေးနဲ့အမတို့ပါကြည့်ရှုနေခဲ့ရတယ်ဒါတွေအားလုံးပြီးနောက် Rocket ဟာသူ့အမနဲ့ဗျံအိတ်ဖို့လုံနေတော့သူ့အိမ်ဖော်မလေးတွေကတယောက်နဲ့နောက်တယောက်နဲ့ရင်းနှီးနေတာကိုထပ်တွေ့ပြန်တယ်သူကအဲ့ဒီလူကိုကြည့်ဖို့စူးစမ်းပေမဲ့မမြင်ရပါဘူးအိမ်ဖော်မလေးက Rocket ကိုချင်းကပ်လာပြီးဘသူကအဖြစ်မှာဒီလိုမျိုးတွေပေါ်ပေါ်တင်တင်လုံနေတာလဲလို့မေးတဲ့အခါအိမ်ဖော်မလေးကဒါဟာငါတို့အားလုံးကြားတဲ့လိုဘတ်ချက်ပဲလို့ပြောပြီးထွက်သွားခဲ့တယ်တိမကြခင်မှာပဲ Rocket ဟာကာမရာကစိတ်နှိုးစော်တဲ့ဇလန်းတွေပါတဲ့စာအုပ်တစ်ခုကိုတွေ့လိုက်တယ်Rocket လိုဘတ်ဖတ်နေတော့မှပဲကြက်စားကျွေးဟိုလောက်လာတယ်သူ့အိမ်ဖော်မလေးတယောက်ပါရောက်လာတယ်ဒါပေမဲ့အဲ့ဒီအခါအစေခံတယောက်ဝင်လာပြီးသူ့ကိုအတွင်းထဲပိတ်လောင်ထားလိုက်ကအိမ်ဖော်မလေးနောက်ကနေရင်းနှီးဖို့လှုပ်ပါတော့တယ်နောက်တနေ့မှာတော့ Rocket ဟာအိမ်ဖော်မလေးတယောက်ကိုအခန်းထဲခေါ်ပြီးထိတွေ့ဖို့ကြိုးစားပြီးမဲ့နောက်ထပ်အိမ်ဖော်မလေးတယောက်ရောက်လာတဲ့အတွက် Rocket ထွက်ပြီးသွားတယ် Rocket ဒီမှာလည်းဘာမှမတွေ့တဲ့အတွက်အိမ်ကိုပြန်လာခဲ့တယ်လမ်းမှာသူကအိမ်ဖော်မလေးတယောက်နဲ့တွေ့ပြီးနောက်ကနေတိုက်ခိုက်လိုက်တဲ့အခါအိမ်ဖော်မလေးကအစပိုင်းမှာငင်းဆန်ပြီးမဲ့နောက်ပိုင်းမှာတော့သဘောတူခဲ့တယ်နောက်တနေ့မှာတော့အိမ်ထဲကယောက်ျားလေးအားလုံးအပြင်ထွက်သွားနေကြတယ်Rocket ကဒီအချိန်ကိုအခွင့်ကောင်းယူပြီးအခန်းထဲကိုဝင်ကအိမ်ဖော်မလေးတယောက်နဲ့ရင်းနှီးဟဲ့လေအဲ့ဒီညမှာတော့ Rocket ဟာသူ့အတော်ကိုစောင့်နေတယ်နောက်ပိုင်းမှာအတော်ကရောက်လာပြီးနှစ်ဦးစားစကားပြောကြတယ်သူကအတော်ကိုအန်တီကခုထိအပြိုစင်ဘဝမပြတ်သေးဘူးကျွန်တော်ကူညီပေးနိုင်ပါတယ်လို့ပြောတယ်အတော်ကအစပိုင်းမှာညင်းဆန်ပေမဲ့ Rocket အတင်းအခိုက်လưngလိုက်တဲ့နောက်မှာတော့သဘောတူခဲ့တယ်အဲ့ဒီနောက်နှစ်ဦးစားရင်းနှီးခဲ့ကြတယ်အဲ့ဒီညမှာပဲခဏအကြာမှာအိမ်ဖော်မလေးဟယ်လီနာကရောက်လာတယ်Rocket ကသူမကိုဖမ်းဆုပ်ပြီးရင်းနှီးခဲ့ပြန်တယ်နောက်ကနေ့မှာတော့ Rocket ဟာသူ့ရဲ့ကာမစိတ်ကိုဖြည့်ဆည်းဖို့မြင်းစရောင်ကိုတွားတာကိုမြင်ရတယ်အဲ့ဒီမှာ Rocket ဟာအိမ်ဖော်မလေးအလီဇာကိုမြူးဆွဲပြီးရိုးပြဆိုင်ရာဆက်ဆံရေးတိဆောက်ခဲ့တယ်ဒီနေရာမှာကျွန်တော်တို့သိလိုက်ရတာက Rocket ဟာသူ့အိမ်ကအမျိုးသမီးတစ်ယောက်ကိုမှမချမ်းပဲအားလုံးနဲ့ရင်းနှီးခဲ့တာမှာအချိန်တော်တော်ကြာတော့ Rocket ဟာအစွန်းရောက်အဆင့်ကိုရောက်သွားပြီးအမျိုးသမီးများစွာကိုအခန်းထဲကိုဖိတ်ခေါ်ကတပြိုင်နက်တည်းရင်းနှီးခဲ့တယ်တိတ်မကြခင်မှာပဲအလီဇာက Rocket ကိုသူမကိုဝင်ရှိနေပြီးဖြစ်ကြောင်းကိုပြောပြတဲ့အခါ Rocket ဟာအလွန်ကိုထိတ်လန့်သွားတယ်နောက်တနေ့မှာတော့အိမ်ဖော်မလေးတယောက်က Rocket ရဲ့အခန်းထဲကိုထပ်ရောက်လာပြီးသူမလည်းကိုဝင်ရှိနေပြီလို့ပြောပြန်တယ်
ပြီးတော့သူ့အတော်ပါဝင်လာပြီးသူမလည်းကိုဝင်ရှိနေပြီလို့ပြောပါတော့လေဒီနေရာမှာ Rocket နဲ့ယင်းနှီးခဲ့တဲ့အမျိုးသမီးတိုင်းကိုကိုဝင်ရသွားစေခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိလိုက်ရတယ်ဒါတွေဖြစ်သွားတဲ့အခါ Rocket ရဲ့ကျောင်းပိတ်ရဲ့အပြီးဆုံးသွားပြီးကျောင်းပြန်သွားဖို့ပြင်ဆင်နေတော့မှနောက်ထပ်မိန်းကလေးတစ်ယောက်ကသူစီကိုကျင်းကပ်လာပြီးသူမလည်းကိုဝင်ရှိနေပြီဖြစ်ကြောင်းနဲ့ကလေးကသူ့ရဲ့ကလေးဖြစ်ကြောင်းကိုပြောပြတယ်ဒီစကားကိုကြားလိုက်ရတဲ့ Rocket ဟာပိုလို့အတောင်ထိတ်လန့်သွားခဲ့တယ်နောက်ဆုံးမှာတော့ Rocket ဟာမိန်းကလေးတွေအားလုံးကိုထားပြီးကျောင်းကိုပြန်သွားခဲ့တာကနေဇလန်းကပြီးဆုံးသွားပါတော့တယ်